ဒါကတော့ထိုင်းနိုင်ငံတောင်ပိုင်းကအလွန်နာမည်ကြီးပြီးထူးခြားတဲ့ကောက်ညင်အုံတီဖုတ်ရိုးရာဒေသစာတစ်မျိုးပဲဖြစ်ပါတယ်။ဒီအစားအစာရဲ့နောက်ခံသမိုင်းကြောင်းကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ရှေးခေတ်တုန်းကထိုင်းနိုင်ငံတောင်ပိုင်းဖက်တလုံးပြည်နယ်မှာရှိတဲ့လယ်သမားတွေဟာလည်းငွေထဲမှာအလုံးလုံးရင်အလွယ်တကူရနိုင်တဲ့သဘာဝပစ္စည်းတွေကိုအသုံးပြုပြီးတော့အစားအစာချက်ပြုတ်စားတော့လေးရှိကြပါတယ်။ဝါကြီးတော့ရှာရခဲ့တဲ့ရာသီတွေမှာအလွယ်တကူရနိုင်တဲ့အုံတီခွန်တွေကိုခွက်လိုမျိုးအသုံးပြုပြီးကောက်ညင်ရဲ့အုံတို့ရဲ့အနီးနားကရတဲ့ပဲနီလေးတွေကိုပါထည့်ပြီးတော့မင်းသွေးခဲပေါ်တိုက်ရိုက်တင်ဖုတ်ခဲ့ရကနေဒီနေ့ခေတ်အထိနာမည်ကြီးလာတဲ့ရိုးရာမော်တစ်ခုဖြစ်လာခဲ့တာပါ။ဒါဆိုရင်သူရဲ့အရသာကပုံမှန်ဝါကြီးတောင်းနဲ့ဖုတ်တာနဲ့ဘာကွာလဲ။အုံခွန်နဲ့ဖုတ်တဲ့အခါအုံတီခွန်ရဲ့အတွင်သားမှာရှိနေတဲ့သဘာဝရဲ့နတ်မွေးလေးတွေကအပူကြောင့်အထက်ကကောက်ညင်တဲ့ကိုပို့ပြီးစိတ်ဝင်သွားစေပါတယ်။အုံတီနုနုလေးရဲ့အတွင်သားအဖက်တွေကိုအရင်ချစ်တယ်ပြီးရင်အောက်ခြေမှာစိတ်အိနေအောင်ပိန်ဦးလေးတွေအရင်ခံပါတယ်။အပေါ်ကနေပြီးတော့ကောက်ညင်ဖြူငချိတ်ကောက်ညင်နေအောင်ဆက်ထည့်ပြီးတော့အုံတို့အနစ်တွေကိုရွှဲနေအောင်လောင်းထည့်ပြီးမှမီးအေးနဲ့အချိန်ပေးနှက်ရတာပါ။ဒီလိုရှေးရိုးရာနီလန်အန်တန်စနစ်တကျပြုလုပ်ထားတဲ့ကောက်ညင်ဖုတ်စစ်စစ်ကိုစားချင်ရင်တော့ဖက်တလုံးပြည်နယ်ရဲ့သဘာဝပတ်ဝန်းကျင်အလားပါတွေနဲ့ပြည့်နေနေတဲ့စွန်ဖန်းခွန်ဆိုတဲ့ဒေတာဝါတော်ဆေးလေးကိုသွားရမှာဖြစ်ပါတယ်။အဲ့ဒီဆေးလေးမှာဒေတာခံတွေကသူတို့ရဲ့ရိုးရာအမွေနဲ့ကိုမပြောက်ပြအောင်ထိန်းသိမ်းပြီးခီးသွားတွေကိုအဓိကတန်ဖိုးထားရောင်းချပေးနေတာပါ။ထိုင်းနိုင်ငံကိုရောက်ရင်မဖြစ်မနေလိုက်ရှာပြီးမြင်းစမ်းကြည့်တဲ့ယဉ်ကျေးမှုအမှုပညာအစားအစာတစ်ခုပဲဖြစ်ပါတယ်။